အားလုံးပဲမင်္ဂလာပါရှင်။ Sherry ရဲ့ channel ကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။ဒီနေ့လည်း Sherry ကိုယ်တိုင်6နှစ်ကျော်အတွေ့အကြုံရှိတဲ့ကစားနည်းနဲ့ပတ်သက်ပြီးတော့ဒိုင်တွေကိုအနိုင်ယူတဲ့နည်းတွေကိုလာမျှဝေပေးရှင်ပါတယ်ရှင်။ဒီနေ့ရဲ့ဗီဒီယိုကတော့အရင်နီးထောင်ကနန်းကနေစတာလည်းမဟုတ်သလိုတောင်ကနန်းကနေလည်းစတာမဟုတ်ပါဘူးရှင်။ဒါပေမဲ့ရာကနန်းကနေစပြီးတော့မှကစားပြသွားမယ်နော်။ပြီးတော့ဒီနေ့လည်းအရင်နီးအများကြီးမရှိတာကြောင့် Sherry ကတော့အများကြီးမမျှော်လင့်တော့ပါဘူးနော်။ရလက်ကဘယ်လောက်ထိရနိုင်မလဲဆိုတာကိုတူတူကြည့်အောင်ရှင်။အစင်တက်ဖြစ်ပြီဆိုရင်တော့ Sherry စားလိုက်တော့မယ်နော်အခုလိုအရင်နည်းကိုရာကနန်းကနေစားတဲ့အကြောင်းရင်းကတော့ကိုလောင်းကျိတ်တင်တဲ့ချိန်မှာဆိုရင်စိတ်ဖိစီးမှုအရင်မပေးရှင်လို့ပါရှင်တကယ်လို့ငွေအမောက်များနေရင်အမတ်မထင်ပဲနဲ့မျောလင့်ချက်တွေအများကြီးပေးတတ်တာမျိုးဖြစ်တယ်လို့ပါနော်ပြီးတော့စိတ်မထင်ရှုံနိုင်ပဲနဲ့မြများလောင်းမိမှလည်းစိုးလို့ပါရှင်အရင်နည်းငွေနေရင်တော့စိတ်ကိုပုံငိမ့်စေပြီးတော့မှကစားပွဲတိုင်းရဲ့ရလဒ်တွေကိုလည်းလက်ခံနိုင်ဖို့ပိုလေကူစီပါတယ်ရှင်ပြီးတော့ game ကစားခင်မှာလည်းအရင်ဦးဆုံးကိုကန့်သက်ချက်ထားပြီးတော့မှကစားကြည့်ပါနော် Sherry ကိုယ်တိုင်ကလည်းဒီလိုကန့်သက်ချက်တွေထားပြီးတော့မှကစားလေးရှိပါတယ်နော် Sherry ထားတဲ့ကန့်သက်ချက်ကို Sherry ပြောပြပေးပါမယ်ရှင်နံပါတ်1အချက်ကိုသတ်မှတ်ထားတဲ့အမျက်ပန်းတိုင်ကိုရောက်တာနဲ့ကစားပွဲကိုရက်ဖို့ဝင်မလေးရပါဘူးနော်နံပါတ်2အချက်ကိုသတ်မှတ်ထားတဲ့အရင်နည်းလောက်ပဲကစားပါတယ်ရှင်အထက်မကျော်ရပါဘူးနော်နံပါတ်3 game ကိုအစမ်းအနေနဲ့ကစားပါဒါမှမဟုတ်အပျော်တမ်းအနေနဲ့ပဲကစားပါရှင်ရှမ်းတာဖို့ကြီးရွယ်ပြီးတော့မှကစားရမှာမဟုတ်ပါဘူးနော်ကဲ Sherry ထိုးထားတဲ့ဖဲကိုတစ်ချက်ပြန်ကြည့်ရအောင်ရှင်အပြား2ပေါက်အနီ3ပေါက်အပြားဖက်ကိုဆက်ဆွဲပါတယ်အပြားကတော့6ပေါက်အနီကတော့3ပေါက်ပါရှင်ကဲခုနက Sherry ပြောလိုက်တဲ့ကန့်သက်ချက်တွေကိုထားရတဲ့အကြောင်းရင်းကိုပြောပြပေးမယ်နော်ဒီလိုကန့်သက်ချက်တွေထားပြီးတော့မှကစားတာကစိတ်ကိုတကယ်ငြိမ်စီပါတယ်ရှင်အစားကလေးကနေကိုကဒီလိုသတ်မှတ်ပြီးသားမို့လို့ကိုသတ်မှတ်ထားတဲ့ဘောင်ထဲမှာပဲရှိနေသေးရင်တော့ဂိမ်းကစားတဲ့ချိန်မှာဆိုရင်အရန်စိတ်ရှုပ်စရာမလိုတော့ပါဘူးရှင် Sherry ရွေးထားတဲ့ဖဲခန်းကိုတစ်ချက်ပြန်တော့ကြည့်မယ်နော်ဒီတစ်ခေါက်လဲ Sherry ကတော့အပြာဖက်ကိုပဲပြန်ထိုးထားပါတယ်ရှင်ဒီတစ်ခေါက်လဲ Sherry နဲ့တူတူစောင့်ကြည့်ပေးပါအောင်နော်ဖဲလေးစားဖွင့်နေပါပြီအပြား၄ပေါက်အနီပေါက်မရှိအပြာဖက်ကိုဆက်ဆွဲပါတယ်ရှင်အပြာ၅ပေါက်အနီဖက်ကိုလည်းဆက်ဆွဲပါတယ်နော်အနီကတော့အပေါက်မရှိပါဘူးဒီတစ်ခေါက်လဲ Sherry ကတော့ထပ်နိုင်ပါတယ်ရှင်အပြာ၅ပေါက်နဲ့နိုင်ပါတယ်နော်ဒီနေ့ကအရင်အများကြီးမပါလာဘူးဆိုတော့ဖြည်းဖြည်းရှင်နဲ့ပဲကစားသွားအောင်မယ်ရှင်ပြီးတော့ Sherry ထပ်ပြောပြရှင်တာရှိပါသေးရဲ့ရှင်ဖဲကစားနေရင်ဘာတွေမလုပ်သင့်ဆုံးလဲဆိုတာကိုပြောပြရှင်ပါတယ်အရင်ဦးဆုံးကိုကငွေရှုံးနေလို့ပြန်ရဖို့စက်ကစားမယ်ဆိုရင်တော့ဒါကအရန်အနေရကြီးပါတယ်ရှင်စိတ်လှုပ်ရှားပြီးတော့မှဆုံးဖြတ်ချက်တွေလည်းမားတက်ပါတယ်နော်ပြီးတော့စိတ်တူနေချိန်မှာကစားတာမျိုးစိတ်မတည်မငြိမ်ဖြစ်တဲ့ချိန်မှာဆိုရင်တော့ဆုံးဖြတ်ချက်ကအမြဲတမ်းမားတက်ပါတယ်ရှင်အဲ့ဒီအကြောင်းအရာကိုရှောင်ဖို့အတွက်ကစိတ်တူနေရင်ဖဲမကစားပါနဲ့ဒါမှမဟုတ်ကစားနေရင်ကနေစိတ်တူလာရင်တော့အဲ့ဒီကစားပွဲကိုရက်လိုက်ဖို့လိုပါတယ်ရှင်ပြီးတော့ကိုယ့်ရဲ့ရှင်နေထပ်ပို့ပြီးတော့မှမျောလင့်ထားတာမျိုးဘယ်လိုလဲဆိုရင်တော့ဥပမာပြောပြပေးမယ်နော်ဒီတစ်ခေါက်တော့တေချာပေါက်နိုင်ပြီဆိုတဲ့အတွေ့တွေကစိတ်ကိုလိန်တာပါရှင်တကယ်တမ်းကျတော့မနိုင်မှလည်းဖြစ်နိုင်ပါတယ်နော်ပြောရမယ်ဆိုရင်တော့ game ပေါ်ကိုအရင်ကြီးမျောလင့်ချက်ထားမိတာမျိုးပေါ့နော် Sherry ပြောရှင်တာကတော့ game ပေါ်ကိုမျောလင့်ချက်မထားမိတာအကောင်းဆုံးပဲလို့ပြောရှင်ပါတယ်ဘာလို့လဲဆိုရင်တော့ game ကအချိန်မရွေးပြောင်းတက်လို့ပါနော် game ပေါ်မျောလင့်ချက်တွေထားမိမဲ့အစားကိုယုံကြည်မှုအပြည့်ရှိဖို့ပိုအရေးကြီးပါတယ်ရှင် Sherry ကတော့ဖဲကစားနေရင်ကနေတင်ခန်းစာတွေလည်းရခဲ့ပါတယ်ရှင်ဘယ်လိုတင်ခန်းစာတွေလဲဆိုရင်တော့ထိန်းချုပ်နိုင်မှုကအရေးကြီးပါတယ်ကိုယ်စိတ်ကိုမထိန်းနိုင်ရင်ဖဲကစားတဲ့နေရာမှာဒါမှကဘဝအတွက်အလောက်အကင်တွေလည်းလမ်းလွဲနိုင်ပါတယ်ရှင်ပြီးတော့လည်းအနိုင်မရတာကိုလက်ခံနိုင်ရမယ်အမြဲတမ်းနိုင်နေမဲ့အရာကတော့မရှိပါဘူးနော်ရှုံးတဲ့ချိန်မှာဆိုရင်လည်းရက်သက်နိုင်ခြင်းကဉာဏ်ပညာတစ်ခုလို့လည်းပြောလို့ရပါတယ်ရှင်လောဘတွေလည်းမများရပါဘူးနော်အနိုင်ရပြီးတဲ့နောက်မှာနောက်တစ်ခေါက်ဆိုတဲ့လောဘကြောင့်အားလုံးလည်းပြန်ရှုံးရတာများပါတယ်ရှင်ပြီးတော့စီကဲလည်းရှိရမယ်နော်ဘယ်လောက်ကစားမလဲဘေးအချိန်မှရက်မလဲဆိုတာကြိုတင်ဆုံးဖြတ်ထားရင်တော့ဆုံးရှုံးနိုင်မှုလျော့နေစီပါတယ်ရှင်အဲ့ဒါကြောင့်အကိုတို့လည်းဖဲမကစားခင်မှာပန်းတိုင်ကိုအရင်တက်မှတ်ပြီးကစားဖို့ပြောရှင်ပါတယ်ရှင် Sherry ကတော့ကိုယ်တိုင်ကြုံတွေ့ခဲ့တဲ့အရာတွေနဲ့သင်ခန်းစာတွေကိုမျှဝေပေးရတာကြိုက်တဲ့သူတယောက်ပါရှင်
Sherry မျှဝေပေးလိုက်တဲ့အရာတွေကနေသင်ခန်းစာယူပြီးတော့မှအကျိုးရှိဖို့လေ Sherry မျှော်လင့်ပါတယ်ရှင်အားလုံးပဲ Sherry ရွေးထားတဲ့ဖဲခန်းရဲ့စကောကိုပြန်တော့ကြည့်မယ်နော်စကောမှာပြထားသလိုဆိုရင်တော့နှလုံးပုံစံနဲ့ကစားသွားကြည့်အောင်မယ်ရှင်အဲ့ဒါကြောင့်အပြာဖက်ကိုပဲပြန်ထိုးထားအောင်မယ်နော်ဒီနေ့ကအရင်နေ့ကမများဆိုတော့ဖြည်းဖြည်းချင်းနဲ့ပဲကစားသွားအောင်မယ်ရှင် Sherry နဲ့အတူအဆုံးထိကြည့်ပေးပါဦးနော်ဖဲစားဖွင့်နေပါပြီအပြာ3ပေါက်အနီတစ်ပေါက်အပြာကိုဆက်ဆွဲတယ်အပြာ6ပေါက်အနီကတော့တစ်ပေါက်ဟုတ်ပြီဒီတစ်ခေါက်ကတော့အပြာနောက်ထပ်တစ်လုံးထပ်ဆင်းပါတယ်နော်ဒါဆိုရင်တော့ Sherry ကနှလုံးပုံစံနဲ့ပဲကစားသွားကြည့်အောင်မယ်ရှင်ဒီတစ်ခေါက်တော့အနီဘက်ကိုထိုးကြည့်မယ်နော်အရင်နေ့ကမများဆိုတော့ထိုင်းဂိမ်းတွေခုတွေတော့မထိုးတော့ပါဘူးရှင်ဒီတစ်ခေါက်လဲ Sherry နဲ့တူတူကြည့်ပေးပါအောင်နော်ဖဲစားဖွင့်နေပြီအပြာတစ်ပေါက်အနီတစ်ပေါက်အပြာဆွဲတယ်အပြာ3ပေါက်အနီကတော့4ပေါက်ဒီတစ်ခေါက်လဲ Sherry ကတော့အမျက်ထက်ရပါတယ်ဒီရှေ့ဘက်မှာဆိုရင်တော့နိုင်လိုက်ရှုံးလိုက်နဲ့ပဲဖြစ်ခဲ့ပါတယ်နော်ဖဲဆိုတော့ဒီပုံစံနဲ့ပဲသွားအောင်ပါပါရှင်ဒါပေမဲ့ကိုကတာတတိလေးရှိနဲ့လောင်ကြီးလေးတင်ပြီးကစားဖို့လိုပါတယ်ရှင်ဖဲကစားတဲ့ချိန်မှာဆိုရင်အနိုင်ရတာထက်ဖဲရဲ့အချိန်တွေနဲ့အချိန်တွေကိုစောင့်ကြည့်တာကပိုများလိမ့်မယ်ရှင်ပြီးတော့ဒီလိုကစားတာကဘာရမလဲလို့မေးကြတဲ့သူကလည်းရှိအောင်မယ်နော်ဒါပေမဲ့ Sherry တွက်ကတော့ဒီလိုဖဲရဲ့အချိန်တွေကိုစောင့်ကြည့်တာကတကယ်အရေးကြီးတယ်လို့ထင်ပါတယ်ကိုကဖဲရဲ့အချိန်တွေကိုအရင်ဆုံးစောင့်ကြည့်ပြီးမှဖဲရဲ့ပုံစံကိုမြင်ရမှာပါအဲကြမှာဘယ်လိုဖဲပုံစံနဲ့ဘယ်လိုလောင်းကြီးတွေကိုတင်ရမလဲဆိုတာကိုသိရမှာပါရှင်အဲ့ဒါကြောင့် Sherry ကအရေးကြီးတယ်လို့ပြောတာပါနော်အကူတို့လည်းဖဲရဲ့ပုံစံကိုမသိဘဲနဲ့ဘယ်လိုကစားမလဲဟုတ်တယ်မလားရှင်အဲ့ဒါကြောင့် Sherry အခုကစားနေတဲ့အချိန်မှာဆိုရင်စိတ်မလောတော့ပါဘူးရှင်အရင်လိုမျိုးပေါ့နော်ပြီးတော့အမားလုံးမိတဲ့အချိန်မှာဆိုရင်လည်းစိတ်အလောက်မလှုပ်ရှားတော့ပါဘူးရှင်ဒါတွေက Sherry ကိုယ်တိုင်တတိထားမိတလောက်ပေါ့နော် Sherry ထိုးထားတဲ့ဖဲကိုကြည့်ရအောင်နော်ဖဲစဖွင့်နေပါပြီရှင်အပြာ2ပေါက်အနီကတော့10ပေါက်ဟုတ်ပြီဒီတစ်ခေါက်ကတော့ Sherry ထင်ထားတဲ့အတိုင်းနှလုံးမစင်းတော့ပါဘူးเนาะအနီနောက်တစ်လုံးထပ်ဆင်းလာပါတယ်ဒါပေမဲ့ Sherry ကတော့အပြာဖက်ကိုပဲဆက်ဆွဲလိုက်အောင်မယ်เนาะဒီတစ်ခေါက်1500လောက်ထိုးထားကြည့်လိုက်မယ်ရှင်ဒီတစ်ခါလဲ Sherry နဲ့တူတူဖဲဖွင့်တာကိုစောင့်ကြည့်ပေးပါအောင်เนาะဖဲစားဖွင့်နေပြီအပြာ9ပေါက်အနီ2ပေါက်အပြာကိုဆက်ဆွဲတယ်အပြာ9ပေါက်အနီ2ပေါက်ဟုတ်ပြီဒီတစ်ခေါက်တော့ Sherry အပြာ9ပေါက်နဲ့နိုင်ပါတယ်နော်ဖဲကစားရှင်တဲ့သူတွေအတွက်ဆိုရင်တော့အရင်နည်းနည်းလေးကစားလို့ရပါတယ်နော်တချို့သူတွေကတော့အရင်နည်းသိန်းကနန်းတောင်းကနန်းရှိမှကစားလို့ရမယ်လို့ထင်နေတော့မှာပဲရှင်ရာကနန်းကနေလဲစပြီးတော့မှဖဲကစားလို့ရပါတယ်နော်အဓိကဖဲပုံစံနဲ့ဖဲခန်းရွေးတက်ဖို့ပဲလိုပါတယ်ရှင် Sherry အခုရလာတဲ့အမြတ်ကအရန်လာတဲ့ကနန်းတော့မဟုတ်ပေမဲ့ကိုအတွက်စိတ်ကျေနပ်စရာကောင်းတယ်လို့လည်းပြောလို့ရပါတယ်ရှင်အရင်နီးနဲတာကပြဿနာမဟုတ်ပါဘူးเนาะအဓိကကိုဖဲခန်းရွေးတဲ့ချိန်မှာနဲ့ဖဲရဲ့ပုံစံကိုကြည့်တတ်ဖို့ကပိုအရေးကြီးပါတယ်ရှင်ဖဲကစားတဲ့ချိန်မှာဆိုရင်အလဲတိုင်းနိုင်ဖို့တော့မလိုပါဘူးရှင်အလဲတိုင်းနိုင်ဖို့လည်းမဖြစ်နိုင်လို့ပါเนาะအဲ့ဒါကြောင့်ဂိမ်းကစားတဲ့ချိန်မှာအရင်မရှုံးဖို့ပဲလိုပါတယ်အဲ့ဒါဆိုရင်တော့ဂိမ်းထဲမှာလည်းကြကြနေနိုင်ပါတယ်ရှင်ကဲဒီတစ်ခေါက်ကတော့6ပေါင်းနဲ့ထိုင်းဂိမ်းကြပါတယ်နော် Sherry ကတော့မထိုးလိုက်ပါဘူးရှင်ခုနက Sherry အနီဖက်ကိုထိုးထားတယ်ဆိုတော့ဒီတစ်ခေါက်လည်းအနီဖက်ကိုပဲဆက်ဆွဲထားအောင်မယ်နော်
နိုင်မလားရှုံးမလားတော့မသိပါဘူးရှယ်ရီနဲ့တူတူစောင့်ကြည့်ပေးပါအောင်ရှင်ဖဲစားဖွင့်နေပါပြီနော်အပြာအပေါင်းမရှိအနီး၄ပေါက်အပြာကိုဆွဲတယ်အပြာ၉ပေါက်ဟုတ်ပြီဒီတစ်ခေါက်တော့ရှယ်ရီရှုံးပါတယ်နော်ကဲဘာမှဖြစ်ပါဘူးနောက်ဆက်သွားအောင်မယ်နော်ဒီတစ်ခေါက်တော့ရှယ်ရီကအနီဖက်ကိုပဲဆက်ဆွဲအောင်မယ်ရှင်2000လောက်ထိုးထားပါတယ်နော်ဒီတစ်ခေါက်လည်းအစားခံရမလားနိုင်မလားဆိုတာကြည့်ပေးပါအောင်ရှင်စားဖွင့်နေပါပြီနော်အပြာတစ်ပေါက်အနီ10ပေါက်ဟုတ်ပြီဒီတစ်ခေါက်တော့ရှယ်ရီနိုင်ပါတယ်နော်အရင်နေ့ကရာကနန်းနဲ့စတယ်ဆိုတော့ကိုဆုံးဖျက်ချက်ရှာတဲ့ချိန်မှာဆိုရင်အာယုံစိုက်မှုကပိုတိုးစေပါတယ်အခုဆိုရင်ရလက်တွေကရှယ်ရီမျောလင့်ထားတာထက်ကောင်းတယ်လို့လည်းပြောလို့ရပါတယ်နော်ဘာလို့လဲဆိုရင်တော့ရာကနန်းကနေပဲစတယ်ဆိုတော့လေဒီဗီဒီယိုကဘယ်သူကိုမဆိုတိုက်တွန်းပေးဖို့ရည်ရွယ်ရှင်းမဟုတ်ပါဘူးနော်ကိုယ့်ရဲ့အတွေ့အကြုံနဲ့အကြံလေးတွေကိုမျှဝေပေးရှင်ရုံပါပဲရှင်ပြီးတော့ရှယ်ရီပြောရှင်တာကအရင်ဘလောက်ပဲရှိရှိအရေးမကြီးပါဘူးရှင်အဓိကကိုယ့်ရဲ့စိတ်နဲ့ကိုရွေးတဲ့ဖဲခန်းနဲ့ပဲဆိုင်ပါတယ်နော်ပြီးတော့ရက်တဲ့နဲ့ရှင်ရက်ဖို့ကပိုအရေးကြီးပါတယ်ရှင်ကိုကမှန်ကန်တဲ့နီးတွေကိုရွေးရင်တော့ရလက်တွေကလည်းအမြဲတမ်းကောင်းမှာပါရှင်ရှယ်ရီထိုးထားတဲ့ဖဲကိုပြန်ကြည့်မယ်နော်ဒီတစ်ခေါက်လည်းရှယ်ရီကတော့10ပေါင်နဲ့ထပ်နိုင်ပါတယ်ရှင်ရှယ်ရီခုကြည့်ရတဲ့လောက်ဆိုရင်တော့စက်ကစားလို့ရပါသေးတယ်ရှင်ဒါပေမဲ့ရှယ်ရီဒီလောက်နဲ့ပဲရက်လိုက်တော့မယ်နော်အခုလိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်